ညာနဲ့တကောင်ရံရဲ့တိတ်ဆိတ်မှုကိုဖျက်ဆီးပြီးကြောက်ပြင်းမော်ကဓာသွေးတန်းကရွာပြင်ဘက်နှစ်သက်ကုန်းစီကနေပြန်လွင်လာပါတယ်။အဲ့ဒီအတန်ရဲ့ပိုင်ရှင်ကတော့ရွာမာတွေမကပဲတနယ်လုံးကပါတီးကြတဲ့နွားသက်သမားကြီးဦးပါရှင်ပါ။ဦးပါရှင်ရဲ့လက်မောင်းသားတွေကတန်တုပ်တွေလိုကြစ်လက်နေပြီးသူ့ရဲ့မျက်လုံးတွေကတော့တနာညတာမှုဆိုတာလုံးဝမရှိတဲ့ကြောက်ခဲတုံးတွေလိုအေးဆက်နေတတ်ပါတယ်။သူကင်ထားတဲ့ဓားကလည်းအရှင်နှစ်ပေနီးပါးရှိပြီးအသွားကတော့လာရအောင်မှပြောင်းလဲနေပါတယ်။အဲ့ဒီဓာတ်နဲ့သူတက်ခဲ့တဲ့နွားတွေတွေးမြေကြခဲ့ရတဲ့တရားတွေဟာရာနဲ့ချီခဲ့ပါပြီ။ဟဲ့ကောင်ဖိုးတော့ရင်နှွေးအိုးအစင်သစ်ဖြစ်ပြီလား။ဥပရှင်ရဲ့အတန်ကဟိမ့်ထွက်သွားပါတယ်။သူတပည့်ဖိုးတော့ကမိဖို့ဘေးမှာတုံတုံရင်ရင်နဲ့ပြန်ဖြေတယ်။ဟုတ်ကဲ့ဆရာကြီးစုနေပါပြီ။နွားကတော့ဟိုဘက်ကတိုင်မှာခြိထားပါတယ်ခင်ဗျ။ဥပရှင်ကဓာသွေးတာကိုရက်လိုက်ပြီးမတ်တက်ထားရက်လိုက်တယ်။သူ့ရဲ့ပစိုးမှာစွန့်ထင်းနေတဲ့သွေးကွက်ဟောင်းတွေကအချိန်ကြာလာတာနဲ့အမျှအမဲရောင်ပြောင်းနေပါပြီ။သူဟာတရဝါတစ်ကောင်ရဲ့အသက်ကိုနှုတ်ရတော့မယ်ဆိုရင်ဘာစိတ်ခံစားချက်မှမရှိတော့တဲ့စိတ်ရုပ်တရုပ်လိုပါပဲ။သူနွားချီထားတဲ့တိုင်းဘက်ကိုဖြည်းဖြည်းချင်းလျှောက်သွားတယ်။အဲ့ဒီမှာချီထားတာကမျက်လုံးအဝိုင်းသားနဲ့နှတိုးကြီးတကောင်။အဲ့ဒီနွားကြီးကသူ့စီကိုလျှောက်လာတဲ့ဥပရှင်ကိုကြည့်ပြီးဘာကိုကြိုသိနေတယ်လဲမသိပါ။ခြေလမ်းတွေနောက်ကိုဆုပ်ပြီးရုန်းကန်နေပါတော့တယ်။နွားကြီးရဲ့နှာခေါင်းထဲကနေထွက်လာတဲ့အသက်ရှူသံပြင်းပြင်းကတိတ်ဆိတ်နေတဲ့ညထဲမှာအရန်ကိုကျဲလောင်နေပါတယ်။ရုံးမနေပါနဲ့ကွာခဏပါပဲမင်းကိုမနာကျင်စေရအောင်။ဥပရှင်ကအေးဆက်စွာပြောရင်းနွားကြီးရဲ့နေရွက်ကိုဆွဲလိုက်တယ်။နွားကြီးရဲ့မျက်လုံးထဲမှာမျက်ရည်တွေဝိုင်းနေတာကိုလာရအောင်မှမြင်နေရပေမဲ့ဥပရှင်ကတော့မမြင်ချင်းအောင်ဆောင်ထားပါတယ်။သူဟာဒီအလုပ်ကိုလုပ်လာတာနှစ်ပေါင်း20ကျော်ခဲ့ပါပြီ။သူ့အတွက်တော့ဒါကအသက်ရှင်သန်မှုထက်စီးပွားရေးတက်တက်ပါပဲ။နွားကြီးကအီးအဲဆိုပြီးအတန်အဲနဲ့အော်ရင်သူ့ကိုလှုပ်ပေးဖို့အတွက်တောင်းပန်နေတဲ့ရောက်ရှိနေပါတယ်။ဒါပေမဲ့ခဏကြာမှတော့ဥပရှင်ရဲ့လက်ထဲကဒါဟာလေထဲမှာဝိတ်ကနေဖြစ်သွားပြီးနွားကြီးရဲ့လေပင်စီကိုကြားရောက်သွားပါတယ်။သွေးတွေပန်းကနေထွက်လာတဲ့အတန်နွားကြီးရဲ့နောက်ဆုံးထွက်သက်မှာပါလာတဲ့အသက်ရှူသံအဲတွေကနှစ်သက်ကုန်းတစ်ခုလုံးကိုလွှမ်းမိုးသွားပါတယ်။ဖိုးတုတ်ကတော့အမြဲတမ်းလိုပဲကြောက်လန့်တကြားနဲ့မျက်နှာလွှဲထားမိပါတယ်။ဒါပေမဲ့ဥပရှင်ကတော့သွေးစွန်းနေတဲ့သူ့လက်တွေကိုကြည့်ပြီးပြုံးနေလေရဲ့။ဒီနေ့အမေကအသားတော်တော်ထွက်မှာပဲ။သူကပျော့ပျော့ဆူဆူနဲ့တေဆုံးသွားတဲ့နွားကြီးရဲ့ဘိုက်ကိုခွဲဖို့ပြင်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုဖြစ်သွားခဲ့ပါတယ်။တေဆုံးသွားပြီဖြစ်တဲ့နွားကြီးရဲ့ခြေထောက်တစ်ဖက်ကရုတ်တရက်လှုပ်ခတ်သွားပြီးဥပရှင်ရဲ့ရင်ဘတ်ကိုအရှိန်နဲ့ကမ်းမိသွားတာပါပဲ။ဥပရှင်နောက်ကိုလွင့်ဆင်သွားပြီးမြေကြီးပေါ်ကိုပက်လက်လန်ကျသွားတယ်။သူတော်တော်လေးနာကျင်သွားပေမဲ့ချက်ချင်းပြန်ထားပြီးဒေါသတကြီးနဲ့ကြိမ်ဆဲတော့တာပေါ့။နွားဆုပ်တေကန်နီးတောင်ငါ့ကိုဒုက္ခပေးခြင်းနေသေးတယ်။ဥပရှင်တယောက်အဲ့ဒီနေ့ကစားပြီးသူ့ရဲ့နောက်ကျောမှာတစုံတစ်ခုကအမြဲကပ်ပါလာသလိုမျိုးခန်းစားချက်ကြီးစတင်ခဲ့တာပါပဲ။နွားကြီးရဲ့တေကန်နီးစိုက်ကြည့်သွားတဲ့အကြည့်တွေမျက်ရည်တွေကသူ့ရဲ့အိမ်မက်ထဲအထိလိုက်ပါလာတော့မှကိုသူလုံးဝသတိမထားမိခဲ့ပါဘူး။ညနေပိုင်းလေးဒိုးတန်တွေကြားမှာနတ်သက်ကုန်းစီကနေနွားတစ်ကောင်ရဲ့အော်တန်လိုလူတစ်ယောက်ရဲ့ညှဉ်းညူတန်လိုအတန်တွေကတဖြည်းဖြည်းစတင်ထွက်ပေါ်လာပါတော့တယ်။နတ်သက်ကုန်းမှာနွားကြီးကန်လိုက်တဲ့တန်ရာကအပြင်းမှန်းကြည့်ရင်တော့ရင်ဘတ်မှာညိုမဲယုံလောက်ပဲရှိပေမဲ့အဲ့ဒီနေ့ကစားပြီးဥပရှင်ရဲ့ခန္ဓာကိုယ်ကတဖြည်းဖြည်းပြောင်းလဲလာခဲ့ပါတယ်။အရင်ကဆိုရင်နွားအကောင်20-30ကိုတယောက်တည်းတက်ဖြတ်နိုင်တဲ့အထိတန်မာလာတဲ့ဥပရှင်ဟာအခုတော့မနဲ့အိယာထားတိုင်းတကိုယ်လုံးကိုနှအုပ်ကြီးကနင်းချေထားသလိုမျိုးလေးလံထိုင်ပိုင်းနေတတ်ပါတယ်။ဖိုးတို့ငါ့ကိုရင်နွေးတစ်ခွက်လောက်လာပေးစမ်းဥပရှင်ရဲ့အတန်ကအရင်လိုမဟုတ်တော့ပဲလေချောင်းထဲမှာတခုခုတစ်နေသလိုမျိုးအကွဲကွဲဖြစ်နေပါတယ်။ဖိုးတို့ရင်နွေးတစ်ခွက်ကိုယူလာပေးတဲ့အခါဥပရှင်ရဲ့မျက်နှာကိုကြည့်ပြီးလန့်သွားမိတယ်။ဥပရှင်ရဲ့မျက်ကွင်းတွေကတိတိတသားညိုမဲနေပြီးမျက်လုံးအိမ်တွေကလည်းနွားတစ်ကောင်ရဲ့မျက်လုံးတွေလိုပြူးထွက်ခြင်းတို့ဖြစ်နေတာကြောင့်ပါပဲ။ဆရာကြီးနေမကောင်းရင်ဒီနေ့နတ်သက်ကုန်းကိုမသွားပါနဲ့လား။နားလိုက်ပါအောင်လား။ဖိုးတုတ်ကစိုးရိမ်တကြီးပြောပေမဲ့ဥပရှင်ကတော့ညှင်းဆန်လိုက်ပါတယ်။မရဘူးကွ။ဒီနေ့မျိုးကပွဲစားတွေလာမှမို့အသားချိန်ပြည့်ပေးမှရမယ်။ငါမရှိရင်မင်းတို့ကနွားကိုတေးအောင်တတ်တတ်တာမဟုတ်ဘူး။ငါသွားမှဖြစ်မယ်။ဥပရှင်ဟာဇိုးအတင်းထပြီးအိမ်မော်ကနေဆင်းလာခဲ့ပါတယ်။အိမ်အောက်ကိုရောက်တဲ့အခါခြံထဲကတရက်ပင်အောက်မှာသူမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ခြေလမ်းတွေတုံငနဲ့ရပ်သွားရတယ်။
နေရောင်ခြည်ဖြော့ဖြော့အောင်မှာနှဖြူကြီးတစ်ကောင်ကသူ့ကိုစိုက်ကြည့်နေတာပါအဲ့ဒီနွားကြီးရဲ့လဲပင်မှာသွေးတွေတစ်ဆက်ဆက်ကျနေပြီးသူ့စီကိုတဖြည်းဖြည်းချင်းရှောက်လာနေခဲ့တာပါဟေးဘယ်ကနွားလဲဖိုးထုတ်ဒီမှာနွားကြီးဝင်နေတဲ့မောင်းလိုက်စမ်းဥပရှင်ကပျော့ပျော့ဆူဆူနဲ့ခြံထဲကနေထွက်သွားခဲ့ပါတယ်ဖိုးထုတ်ပြေးထွက်လာတဲ့အခါမှာတော့ခြံထဲမှာဘာနွားမှရှိမနေပါဘူးလေတိုးလိုလှုပ်ခတ်နေတဲ့တစ်ပင်ရိပ်တွေပဲရှိနေခဲ့တာပါအဲ့ဒီနေညနေဆောင်မှာတော့ဥပရှင်ရဲ့ဝေဒနာကပိုဆိုးလာခဲ့ပါတယ်နတ်သက်ကုန်းကိုရောက်တဲ့အခါဥပရှင်ကဓားကိုကိုင်ဖို့ကြိုးစားပေမဲ့လက်တွေကတုံရီနေပါတယ်ထူးဆန်းတာကသူ့ရဲ့လက်ပင်ကတင်းကျပ်လာပြီးတစုံတစ်ယောက်ကကျိုးနဲ့အတင်းဆွဲထားသလိုမျိုးအသက်ရှူရတာခက်ခဲလာတာပါပဲဥပရှင်ရဲ့ပါဇက်ကနေထွက်လာတဲ့အတန်ကလူစကားသံနဲ့မတူတော့ပဲနွားတွေအသက်ငင်တဲ့အခါထွက်လာတတ်တဲ့အတန်မျိုးဖြစ်နေပါတယ်ဥပရှင်တယောက်နေရန်ကုန်မိပြီးအာယူနေရတယ်အဲ့ဒီအချိန်မှာပဲအနောက်ဘက်ကနေဓားသွေးတန်ကိုကြားလိုက်ရပြန်တယ်သူလှည့်ကြည့်လိုက်တော့အနောက်ဘက်မှာဘယ်သူမှမရှိပါဒါပေမဲ့ကြောက်ပြင်ပေါ်မှာတော့ဓားသွေးထားလို့ထွက်လာတဲ့တန်ကြီးရည်တွေလိုအနီရောင်အရည်တွေကစီးကြနေခဲ့ပါတယ်ဥပရှင်ရဲ့စိတ်ထဲမှာကြောက်စိတ်ကပထမဦးဆုံးအကြိမ်ဖြစ်အမြင့်တွဲလာပါတယ်သူဟာတရားဝါတွေကိုတက်ဖြတ်နေတော့ကသူတို့ရဲ့ကြောက်လန့်မှုကိုလှောင်ပြောင်ခဲ့ပေမဲ့အခုတော့အဲ့ဒီကြောက်လန့်မှုတွေကသူ့စီကိုဥတီလာနေပြီလေဆရာကြီးဘာများဖြစ်လို့လဲဆရာကြီးမျက်နှာကလည်းဖြူရောနေတာပဲဖိုးတုတ်ကမေးလိုက်တယ်ဘာမှမဖြစ်ဘူးအလုံးလုံးစမ်းအော်ဟောက်လိုက်ပေမဲ့ဥပရှင်ရဲ့ခြေထောက်တွေကမခိုင်တော့ပါဘူးညနေလာတဲ့အခါမှာတော့သူ့ရဲ့ရင်ဘက်ကဒဏ်ရာကနေအပူရှိန်တွေထွက်လာပြီးတကိုယ်လုံးမီးလောင်နေသလိုခံစားရပါတော့တယ်သူဟာရေအေးအေးနဲ့လောင်ချပေမဲ့အဲ့ဒီအပူကအသားထဲကနေထွက်လာတာမဟုတ်ပဲအယိုးထဲကနေထွက်လာတာမျိုးပါအဲ့ဒီညကဥပရှင်ဟာအိမ်ပြန်ရောက်တဲ့အခါအိပ်ပျော်သွားတယ်လို့မရှိပါမိကနေဖြစ်သွားတိုင်းအမောင်ထဲကနေနွားကောင်းနဲ့လူခန္ဓာကိုယ်တရဝါကြီးတစ်ကောင်ကသူ့ရဲ့ခြေထောက်တွေကိုကျိုးနဲ့ချီပြီးနတ်သက်ကုန်းစီကိုတရွတ်တိုက်ကဆွဲခေါ်သွားတာကိုပဲထက်ခါတလဲလဲမြင်မှတ်နေတော့တယ်အိမ်မက်ထဲမှာတော့ဥပရှင်ကပါဇက်ကနေမတက်ပါနဲ့ခွင့်လို့ပါလို့တောင်းပန်နေမိတယ်ဒါပေမဲ့လက်တွေ့ဘဝမှာသူ့ရဲ့လက်ပင်ကကြွက်သားတွေကတင်းမာလာပြီးစကားပြောဖို့ကြိုးစားတိုင်းဝူးဆိုတဲ့နွားတွန်တန်နဲ့ဆင်တူတဲ့အတန်တွေပဲထွက်ပေါ်လာပါတော့တယ်ဒါဟာဝစ်ကျွေးရဲ့ဒုတိယမြောက်ခြေလမ်းကိုစတင်လိုက်ခြင်းပဲဖြစ်ပါတယ်ဥပရှင်တယောက်အိယာထဲကနေမထနိုင်တာတပတ်ကျော်သွားခဲ့ပါပြီရွာကဆေးဆရာတွေနဲ့ခေါ်ပြပေမဲ့ဘာယောဂမှရှာမတွေ့ကြပါဘူးသွေးဆန်းတာတော့ပုံမှန်ပဲဒါပေမဲ့ဘာလို့အသက်ရှူချက်ပြီးတအုံအုံနဲ့ညင်းနေရတာလည်းမသိဘူးတမတော်ကြီးကခေါင်းခါပြီးပြောသွားခဲ့ပါတယ်ဆေးဆရာကြီးကဝင့်နာကန်တာပဲဖြစ်မယ်လို့မှတ်ချက်ပေးသွားပါတယ်ဥပရှင်ရဲ့ဇနီးဒေါ်လာမေကတော့စိတ်မကောင်းဖြစ်ပြီးဖျားရှင်ရှိမှစီမီးပူဇော်ရင်းဆူတောင်းနေရှာပါတယ်ဒါပေမဲ့ဥပရှင်ကတော့ဖျားစာတန်ကိုကြားရတိုင်းစိတ်တိုးပြီးအော်ဟင်နေတတ်တယ်ပိတ်လိုက်စမ်းအဲ့ဒီတန်တွေငါနာထဲမှာစူညံနေတာပဲဥပရှင်ရဲ့ခန္ဓာကိုယ်ကတဖြည်းဖြည်းနဲ့ဖောရောင်လာပြီးအသားရည်တွေကလည်းညိုမဲလာပါတယ်သူ့ရဲ့လက်သေးခြေသေးတွေကပုံမှန်ထက်ပုံမူရှည်လျားပြီးမာကျော်လာပါတယ်နွားတွေရဲ့ခွားတွေလိုမျိုးအတွင်းသဏ္ဍာန်ပြောင်းလာတာလားလို့တောင်ထင်ရပါတယ်ညဘက်ကိုရောက်ရင်ဥပရှင်ဟာကရင်ပေါ်မှာငိမ့်ငိမ့်မဲ့အိပ်ပဲချက်တောက်တွေနဲ့ကရင်ချီရင်းကိုကန်နေတတ်ပါတယ်အဲ့ဒီအတန်တွေကနွားတွေတင်းကုတ်ထဲမှာခြေဆောက်နဲ့အတန်နဲ့တထေးရတဲ့ပါဥပရှင်ကျမ်းမာရေးမကောင်းတာကြောင့်ဖိုးတုတ်ကဆရာကြီးကိုပြုစုဖို့အတွက်အိမ်မှာလာအိတ်တက်ပါတယ်တကောင်ကျော်လောက်မှာအိမ်အောက်ကနေထူးဆန်းတဲ့အတန်တွေကြားရတာကြောင့်ဖိုးတုတ်တယောက်နိုးလာခဲ့ပါတယ်ဖိုးတုတ်ကမီးအိမ်လေးနဲ့အိမ်အောက်ကိုဆင်းကြည့်လိုက်တဲ့အခါမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်သွေးပြက်မတက်ကြောင်းလန့်သွားရပါတယ်ဥပရှင်ဟာအပေါ်အင်းကြီးမပါပဲလေးဘက်ထောက်ရက်သားနဲ့ခြံထဲကမြက်ခင်းတွေထဲမှာမျက်တွေကိုပါးစပ်နဲ့ကိုက်ဖြတ်ပြီးဝါနေတာကိုတွေးလိုက်ရတာပါသူ့ရဲ့မျက်လုံးတွေကလာရအောင်မှနီးရဲနေပြီးလူတစ်ယောက်ရဲ့အကြည့်နဲ့လုံးဝမတူတော့ပါဘူးဆရာကြီးဘာလုပ်နေတာလဲဖိုးတုတ်ကတုံတုံကြီးကြီးနဲ့ခေါ်လိုက်တယ်ဥပရှင်ကဖြည်းဖြည်းချင်းခေါင်းမော့ကြည့်လာတယ်သူ့ပါးစပ်မှာမျက်ဖက်တွေနဲ့မြေကြီးတွေပေးကျန်နေပြီးလေချောင်းထဲကနေဝူးဆိုတဲ့အတန်ကြီးထွက်လာတယ်သူကဖိုးတုတ်ကိုလူတစ်ယောက်လိုစကားပြန်မပြောဘဲနွားတစ်ကောင်လိုပဲခေါင်းနဲ့ဝှေ့ရမ်းတိုက်ခိုက်ဖို့ပြင်ဆင်နေတဲ့အမူအရာမျိုးလုပ်ပြနေတာပါဖိုးတုတ်ကြောက်ကြောက်လန့်လန့်နဲ့ဒေါ်လာမေကိုပြေးနိုးရပါတော့တယ်ဒေါ်လာမေဆင်းလာပြီးတော့ပြန်တက်ခဲ့ပါတော့ဘာလုပ်နေတာလဲလို့ငိုယိုပြီးခေါ်မှသာဥပရှင်ကအားမရှိသလိုလဲကျသွားပြီးတတိလစ်သွားပါတယ်အဲ့ဒီအချိန်ကစားပြီးရွာထဲမှာတည်င်းတွေပြန့်နှံ့တော့တာပေါ့နွားသက်သမားကြီးဥပရှင်တော့ဝက်လိုက်နေပြီ
လူကနေနွားစိတ်ပေါက်နေပြီဆိုတဲ့စကားတွေကရွာလုံးအနှံ့ဆူညံသွားပါတော့တယ်။ဥပရှင်ဟာအိမ်မော်ကိုပြန်ရောက်တဲ့အခါမှာလဲသတိရတစ်ချက်မရတစ်ချက်နဲ့ရေပေးပါငါ့ကိုရင်နှွေးဘူးနဲ့မလောင်းကြပါနဲ့ပူလိုက်တာအယံပူတယ်အဲ့ဒီလိုအော်ဟင်နေတတ်ပါတယ်။ရင်ဘက်ကနွားကြီး6ထောက်နဲ့ကန်ခဲ့တဲ့နေရာကလည်းအသားတွေကတဖြည်းဖြည်းပုတ်လာပြီးအနံ့ဆိုးတွေထွက်လာပါတော့တယ်။ဥပရှင်ရဲ့ခြေနေကတနေ့ထက်တနေ့ပုံမှုဆိုးရွားလာပါတယ်။အခုဆိုရင်ဥပရှင်ကစကားကိုလူးလုံးမပြောနိုင်တော့ပဲလေချောင်းထဲကနေအမြဲတမ်းတအုံအုံနဲ့ညီးနေတတ်ပါတယ်။မထူးတော့တဲ့အဆုံးမှာတော့ဒေါ်လာမီကရွာဦးကျောင်းကဆရာတော်ကိုပင့်ဖိတ်ပြီးအိမ်မှာပရိတ်တရားတော်တွေရွတ်ဖတ်ပူဇော်ဖို့စီစဉ်ရပါတော့တယ်။ဆရာတော်ကြွလာတဲ့နေ့မှာဥပရှင်ရဲ့အမူအရာကအတော်လေးကိုထူးဆန်းနေပါတယ်။ဆရာတော်အိမ်ပေါ်ကိုတက်လာတာနဲ့ဥပရှင်ဟာဂဒင်မော်ကနေဆင်းပြီးအခန်းတောင်ကိုလေးဘက်ထောက်ပြေးကပ်သွားပါတယ်။သူ့ရဲ့ပုံစံကကြောက်လန့်တကြားဖြစ်နေတဲ့တရိတ်ဆန်တကောင်လိုပါပဲ။မျက်လုံးတွေကလည်းပြူးထွက်နေပြီးဆရာတော်ကိုကြည့်လိုက်နေရန်ကိုကြည့်လိုက်နဲ့ကနာမငြိမ်ဖြစ်နေတော့တာပေါ့။တခါကြီးဥပရှင်စိတ်ကိုအေးအေးထားပါဖျားကုံတော်ကိုအာယုံလေးပြုထားဆရာတော်ကမိန့်ကြားပေမဲ့ဥပရှင်ကတော့နားမထောင်နိုင်ရှာဘူးဆရာတော်ကအန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပြီးအမျှပေးဝေပါတယ်တာရုအနုမောဒနာခေါ်ဆိုကြတဲ့အခါဥပရှင်စီကနေကျဲလောင်လာတဲ့နွားတော်တန်ကြီးထွက်ပေါ်လာပါတယ်အဲ့ဒီအတန်ကအရေးကွန်းဆုတ်ခံနေရတဲ့နွားကြီးတစ်ကောင်ရဲ့အော်တန်မျိုးဖြစ်နေတာကြောင့်ဘေးမှာရှိတဲ့ရွာသားတွေပါစက်သိန်းတစ်ဖြန်းဖြန်းထားသွားကြပါတယ်ညရောက်တဲ့အခါဒေါ်လာမေဟာထူးဆန်းတဲ့အိမ်မက်တစ်ခုကိုမြင်မှတ်ပါတယ်အိမ်မက်ထဲမှာသူမဟာနသက်ကုန်းကြီးတဲ့ကိုရောက်နေတာပါပတ်ဝန်းကျင်တစ်ခုလုံးကသွေးနက်နေနဲ့နန်းစော်နေပြီးမြေကြီးတွေကလည်းရွှွန့်တွေမဟုတ်ပဲသွေးညစ်တွေနဲ့ပျော်ဖန်နေတာပါအဲ့ဒီမှာသူခင်မွန်ဥပရှင်ကိုတွေ့လိုက်ရတယ်ဥပရှင်ရဲ့ခေါင်းမှာဂျိုးကြီးတွေပေါက်နေပြီးလယ်ဘင်းမှာလည်းကြိုးကွင်းကြီးကိုဆွတ်ထားကတစ်ဖက်ကမမြင်ရတဲ့လက်မဲကြီးတစ်ခုကအတင်းဆွဲခေါ်နေတယ်ဥပရှင်ကဇနီးဖြစ်သူကိုမြင်တဲ့အခါငိုယိုပြီးလှမ်းခေါ်တယ်လှမေငါ့ကိုကဲပါအောင်သူတို့ငါ့ကိုရင်နွေးပူတွေနဲ့လောင်းနေကြတာငါအသားတွေကိုဓာတ်နဲ့လွှားနေကြတာဒေါ်လာမေကြီးလိုက်တဲ့အခါဥပရှင်ရဲ့အနောက်ကနေနွားကောင်းနဲ့ခန္ဓာကိုယ်ထွားထွားတရဝါတွေကရေနွေးအိုးကြီးတွေနဲ့ဥပရှင်ကိုလိုက်ပတ်နေတာကိုတွေ့ရပါတယ်။ဥပရှင်ရဲ့အသားတွေကအရေးပြောကျနေပြီးသူတက်ခဲ့တဲ့နွားတွေရဲ့အော်တန်ကပတ်ဝန်းကျင်တစ်ခုလုံးမှာဟိန်းနေပါတယ်။ရှင်ကိုပရှင်လားဒေါ်လာမေကမေးလိုက်တဲ့အချိန်မှာဥပရှင်ကနွားတကောင်လိုလေးဘက်ထောက်ပြီးဒေါ်လာမေစီကိုပြေးလာတယ်။သူ့ရဲ့မျက်နှာကအသားတွေရော်ရဲကျနေပြီးလှမေငါပြန်ပေးဆက်နေရပြီလို့ပြောရင်းပျောက်ကွယ်သွားပါတယ်။ဒေါ်လာမေလန်နိုးလာတဲ့အချိန်မှာတော့ဘေးကဥပရှင်ဟာအိပ်ပျော်နေတာမဟုတ်ပဲဂဒင်ပေါ်မှာလူးလိမ့်နေတာကိုတွေ့ရပါတယ်။သူ့ရဲ့ရင်ဘက်ကနွားကန်ထားတဲ့ဒဏ်ရာကနေအဖြူရောင်အဖက်တွေထွက်လာပြီးနွားတွေမှာဖြစ်တတ်တဲ့ယောဂလိုမျိုးအနာတွေကတကူလုံးကိုပြန့်နှံ့နေပါပြီ။အဲ့ဒီညကစားပြီးဥပရှင်ဟာလူစကားကိုလုံးဝမပြောနိုင်တော့ပဲတကယ်ကိုနွားတကောင်လိုပဲနေထိုင်ပါတော့တယ်။သူ့ကိုအစာကျွေးရင်လည်းလက်နဲ့မစားတော့ပဲပကံထဲကိုပါးစပ်နဲ့ထိုးထည့်ပြီးစားတတ်လာပါတော့တယ်။ဥပရှင်နေမကောင်းဖြစ်တာတလနီးပါးရှိလာတဲ့အခါမှာတော့သူ့ရဲ့အခန်းဟာလူနေတဲ့အခန်းနဲ့မတူတော့ပဲနွားတင်ကုတ်လိုမျိုးအနံ့နံလာပါတယ်။ဒေါ်လာမေဟာနေတိုင်းတန်ရှိရေးလုပ်ပေးနေပေမဲ့လည်းဥပရှင်ရဲ့ကိုယ်ပေါ်ကနေထွက်လာတဲ့အနံ့ကတော့ဘလို့မှဖျောက်လို့မရပါ။အဲ့ဒီအနံ့ဟာနွားချီးနှံ့နဲ့သွေးဖုံးနှံတွေရောနှောနေတဲ့အနံ့ဆိုးကြီးပါ။အဆိုးဆုံးကတော့ဥပရှင်ရဲ့အရေးပြားတွေပါလူသားတစ်ယောက်ရဲ့နူးညံ့တဲ့အရေးပြားမျိုးမဟုတ်တော့ပဲနွားအရေးကွန်လိုမျိုးပြနှံ့နှံ့နဲ့ထူထဲမှာကြောလာပါတယ်သူ့ရဲ့ကြောကုန်းမှာလည်းအတဘိုကြီးတစ်ခုကနွားတွေမှာပါတဲ့ဘို့လိုမျိုးထွက်ပေါ်လာပါတယ်ဒါကိုမြင်ရတဲ့သူတွေကကြောက်လန့်တကြားနဲ့ဒါဟာလူမဟုတ်တော့ဘူးဝက်ကောင်ကြီးဖြစ်နေပြီလို့ကြွယ်ရမှာပြောကြတော့တာပေါ့ဥပရှင်ဟာအဝတ်စားတွေကိုလည်းခန္ဓာကိုယ်ပေါ်မှာမကတ်နိုင်တော့ပါဘူးအဝတ်စားနဲ့ထိမိတိုင်းမှာပူတယ်လို့အော်ဟစ်ပြီးစုပ်ဖြဲတတ်ပါတယ်အခုဆိုရင်သူဟာတကယ်ကိုအဝတ်မပါပဲလေးဘက်ထောက်ပြီးအခန်းထဲမှာလူးလိမ်နေတဲ့တရဝါကြီးတကောင်လိုဖြစ်နေပါပြီတခုသောညနေဆောင်မှာတော့ရွာထဲကကလေးတချို့ဟာဥပရှင်တို့အိမ်သားမှာစော်ကစားရင်းအိမ်အောက်ကနေထွက်လာတဲ့အတန်ကြီးကိုကြားလိုက်ရပါတယ်ကလေးတွေကအိမ်အောက်ကိုချောင်းကြည့်လိုက်တဲ့အခါမြင်လိုက်ရတဲ့မြင်ကွင်းကတော့တသက်မမေ့နိုင်စေရပါဥပရှင်ဟာအိမ်မော်ကနေဆင်းလာတာမဟုတ်ပဲလှေကားအတိုင်းနွားတကောင်ဆင်းသလိုမျိုးဒူးတွေနဲ့တိုက်ပြီးဆင်းလာနေတာပါသူ့ရဲ့မျက်လုံးတွေကနီးရဲနေပြီးပါးစပ်ကလည်းတရည်တဆက်ဆက်ကျနေပါတယ်ဥပရှင်ကခြံထဲကရေကန်နားကိုသွားပြီးခေါင်းကိုရေထဲထိုးနစ်ကနွားတွေရေတောက်သလိုမျိုးတပြက်ပြက်နဲ့အတန်ထွက်အောင်တောင်းနေပါတယ်
အဲ့ဒီအချိန်မှာပဲအိမ်ရှိလန်းကနေနွားလဲတစ်စီးဖြတ်မောင်းသွားပါတယ်။လဲပေါ်ကနွားတွေဟာဥပရှင်ကိုမြင်တာနဲ့တခါမှမဖြစ်ဘူးတဲ့ပုံစံမျိုးကြောက်လန့်တကြားအော်ဟစ်ပြီးလဲကိုရုန်းကန်ကြပါတယ်။နွားတွေဟာဥပရှင်ရဲ့ခန္ဓာကိုယ်ထဲကနေထွက်နေတဲ့တားသက်သမားရဲ့အငွေအသက်ကိုတည်နေတာပါ။ဥပရှင်ကလည်းအဲ့ဒီနွားတွေကိုကြည့်ပြီးလဲချောင်းထဲကနေဟိန်းဟောင်းလိုက်တဲ့အခါနွားတွေဟာဒူးညွတ်ပြီးလဲကျသွားပါတယ်။အဲ့ဒီဖြစ်ရပ်ကိုမြင်လိုက်ရတဲ့ရွာသားတွေဟာဥပရှင်ရဲ့အိမ်သားကိုတော့မကက်ရဲကြတော့ပါ။ဥပရှင်ဟာဘဝမကူးသေးခင်မှာပဲပိတ်တာဘဝကိုရောက်နေပြီလို့ကောက်ချက်ချကြပါတယ်။ညဘက်ကိုရောက်ရင်ဥပရှင်ရဲ့အိမ်ကနေထွက်ပေါ်လာတဲ့နွားအော်တန်ကြီးကတရွာလုံးကိုခြောက်ချစေပြီးဘသူမှအိမ်ပြင်ကိုမထွက်ရဲလောက်အောင်ကြောက်စရာကောင်းနေပါတယ်။ဥပရှင်တယောက်အိပ်ရတဲ့လဲနေခဲ့တာအခုဆိုရင်တော့အယိုးပေါ်အရေးတင်ရုံပဲကြံပါတော့တယ်။သူ့ရဲ့ဖိုက်ကြီးကတော့နွားတကောင်အစာစားထားသလိုမျိုးဖောင်းကနေပါတယ်။သူ့ရဲ့ကိုယ်ပေါ်ကအနာတွေကနေတွေးဖုတ်တွေပြီးပုတ်တွေထွက်လာပြီးတအိမ်လုံးပုတ်စော်နေပါတယ်။ဒေါ်လာမေကတော့နှာခေါင်းကိုအဝတ်နဲ့စီးပြီးပြုစုနေရရှာတယ်။လှမေငါ့ကိုရေလောင်းပေးပါဦး။ငါခန္ဓာကိုယ်ထဲမှာမီးတောင်ကြီးပေါက်နေသလိုပဲပူတယ်ပူလိုက်တာဥပရှင်ကတောင်းပန်နေပေမဲ့သူ့ရဲ့အတန်ကလူစကားတန်မဟုတ်တော့ပဲနွားအော်တန်ကြီးသာထွက်လာပါတယ်အဆိုးဆုံးကတော့ညဘက်တွေမှာပါဥပရှင်ဟာဂရင်ပေါ်မှာငြိမ်ငြိမ်မနေပဲလေးဘက်ထောက်ပြီးအခန်းနရံတွေကိုခေါင်းနဲ့လိုက်တိုင်နေတတ်တယ်တဒုံဒုံနဲ့တိုက်နေတဲ့အတန်တွေကနွားတွေတင်းကုတ်ထဲမှာရုန်းကန်နေတဲ့အတန်နဲ့တထီးရတယ်ပါပဲသူ့ရဲ့နှဖူးမှာလည်းတွေးတွေစီးကြနေပေမဲ့သူကတော့နာကျင်ပုံမရပဲဆက်တိုင်နေတော့မှာပဲတညမှာတော့ဖိုးတုတ်ကဥပရှင်ကိုစောင့်ပေးဖို့ရောက်နေတော့ထူးဆန်းတဲ့အတန်တစ်ခုကိုကြားလိုက်ရပါတယ်အိမ်ရှိကွင်းမြင်ထဲမှာနွားအုပ်ကြီးတအုပ်ပြေးလွှားနေတဲ့အတန်မျိုးတဒုံဒုံနဲ့မြေကြီးတွေတောင်တုန်ခါနေတာပါဖိုးတုတ်ကပတင်းပေါက်ကနေချောင်းကြည့်လိုက်တဲ့အခါဘာနွားမှရှိမနေပါဘူးဒါပေမဲ့မြေကြီးပေါ်မှာတော့နွားခြေရတွေအစီအရီထင်ကျန်နေတာကိုတွေ့လိုက်ရပါတယ်အဲ့ဒီအချိန်မှာပဲအခန်းထဲကဥပရှင်ကဝမ်းကောင်းတန်ကြီးနဲ့អော်လိုက်ပါတယ်လာကြပြီသူတို့လာနေကြပြီငါ့ကိုဓာတ်နဲ့လွှာဖို့လာနေကြပြီဟိုမှာနွားကောင်းတဲ့လူကြီးတွေငါ့ကိုရင်နွေးဘူးနဲ့ပက်ဖို့လာနေကြပြီဥပရှင်ဟာဂရင်ပေါ်ကနေဆင်းပြီးအခန်းထောင်မှာကွေ့ကွေ့လေးဝင်နေပါတယ်သူ့ရဲ့လက်တွေကလေထဲမှာတစုံတစ်ခုကိုကာကွယ်နေသလိုမျိုးရမ်းနေပြီးသူ့ရဲ့အသားတွေကလည်းအကြောင်းပြချက်မရှိဘဲဟက်တက်ကွဲထွက်လာတာကိုဖိုးတုတ်တယောက်မျက်မြင်ကိုယ်တွေ့မြင်လိုက်ရပါတယ်ဓာတ်နဲ့မှုန်းနေသလိုမျိုးအနာယာကြီးတွေကဥပရှင်ရဲ့ခန္ဓာကိုယ်ပေါ်မှာအလိုလျောက်ပေါ်လာတာပါနားတယ်မလုပ်ပါနဲ့တော့ငါတောင်းပန်ပါတယ်ဥပရှင်ဟာနွားတကောင်အသက်ခံရကန်ဒီမှာတောင်းပန်နေသလိုမျိုးဒူးထောက်ပြီးဥချနေရှာတယ်ဒါပေမဲ့မမြင်ရတဲ့ဝစ်ကြွေးတွေကတော့သူ့ကိုအလိုမပေးပါဘူးသူ့ရဲ့လဲပင်ကနေသွေးတွေထွက်လာပြီးသူတက်ခဲ့ဘူးတဲ့နွားတွေရဲ့အော်တန်တွေကအခန်းထဲမှာပက်တင်းထက်လိုနေပါတယ်ဖိုးတုတ်လဲကြောက်လွန်းတာကြောင့်ဖျားစာတွေရွတ်ပြီးအိမ်မော်ကနေပြေးဆင်းခဲ့ရပါတော့တယ်ဒါကတေကန်ဒီမှာကြုံတွေ့ရတဲ့ကမ္မနမိတ်တွေဖြစ်တယ်လို့သူပြုတ်လုခဲ့တဲ့ရက်ဆက်မှုတွေကသူ့စီကိုအချိန်အဟုန်နဲ့ပြန်လာနေတဲ့အချိန်လည်းဖြစ်ပါတယ်ဥပရှင်ရဲ့မျက်လုံးထဲမှာတော့သူတက်ခဲ့တဲ့နွားပေါင်းများစွာကသူ့ကိုဝိုင်းပြီးနင်းချနေကြတဲ့မြင်ကွင်းတွေကိုပဲမြင်နေရပါတော့တယ်ဒီလိုနဲ့တိတ်မကြတော့တဲ့အချိန်မှာဥပရှင်ရဲ့နောက်ဆုံးအချိန်ကိုရောက်ရှိလာခဲ့ပါပြီသူ့ရဲ့အသက်ရှူသံတွေကပုံမှန်မဟုတ်တော့ပဲလဲချောင်းထဲမှာသွေးတွေတလိပ်တွေတင်နေသလိုမျိုးခရုခရုနဲ့အတန်ထွက်နေပါတယ်သူ့ရဲ့ဖိုက်ကြီးကပေါက်ထွက်မတက်ဖောင်းကနေပြီးအသားရည်တွေကလည်းနွားရည်ကွန်းအဆိုကြီးလိုအနက်အသက်ဆိုးတွေနဲ့ဆူဆွနေပါတယ်တအိမ်လုံးမှာလည်းရင်ကောင်းမဲကြီးတွေဘဲကရောက်လာမှမသိပဲအုပ်စုလိုက်ဝိုင်းအောင်နေကြပါတယ်ဒေါ်လာမေကတော့သူ့ခင်မိုးရဲ့နောက်ဆုံးအချိန်မှန်းသိတဲ့အတွက်အနားမှာထိုင်ပြီးဖះကိုအာယုံပြုပါအောင်ကိုပါရှင်အာယုံပြုထားနော်တတူတူနဲ့ပြောနေရှာတယ်ဒါပေမဲ့ဥပရှင်ရဲ့မျက်လုံးတွေကတော့ဒေါ်လာမေကိုမမြင်တော့ပါဘူးသူ့ရဲ့မျက်လုံးအိမ်တွေကပြူးတက်လာပြီးအပေါ်ကိုလမ်းတက်နေပါတယ်ရုတ်တရက်ဥပရှင်ရဲ့လက်တွေကဂရင်ပေါင်ကိုကြစ်ကြစ်ပါအောင်ဆုပ်ကိုင်းလိုက်ပြီးခန္ဓာကိုယ်ကြီးကကွေ့တက်သွားပါတယ်သူ့ရဲ့ပါးစပ်ကနေထွက်လာတဲ့စကလုံးတွေကတော့အတိတ်ပဲမရှိတော့ပဲနွားတကောင်ရဲ့နောက်ဆုံးကြီးတွားတန်တွေပဲဖြစ်နေပါတော့တယ်အဲ့ဒီအချိန်မှာပဲအိမ်အောက်ကနေထူးဆန်းတဲ့တချွင်ချွင်မြည်နေတဲ့ခေါင်းလောင်းတန်တွေကိုကြားလိုက်ရပါတယ်နွားအုပ်ကြီးကိုမောင်းနှင်လာတဲ့အတန်မျိုးပါဒါပေမဲ့အချိန်ကတကောင်ကျော်နေပြီဖြစ်တာကြောင့်ရွာတွေကဘသူမှနွားမောင်းမှာမဟုတ်ပါအဲ့ဒီခေါင်းလောင်းတန်တွေကဥပရှင်ရဲ့အိမ်သားကိုရောက်တဲ့အခါရပ်တန့်သွားပါတယ်လှမေသူတို့တွေလာနေပြီအနဲ့ရောင်နွားကြီးတွေငါ့ကိုဝိုင်းတိုက်နေကြပြီဥပရှင်ကရုတ်တရက်အားခုန်သုံးပြီးထားអော်လိုက်တာပါအဲ့ဒါကသူ့ရဲ့နောက်ဆုံးစကားသံပါ
အဲ့ဒီနောက်မှာတော့သူဟာဂရင်မော်မာတင်လေးဘက်ထောက်ကုန်းထားလိုက်ပြီးနွားတကောင်လိုပဲခေါင်းကိုဝှေ့ရမ်းมาတော့တယ်သူ့ရဲ့လဲပင်ကကြွက်သားတွေကပြတ်ထွက်တော့မတက်ဖောင်းကားလာပြီးမျက်နှာတစ်ခုလုံးနီမြန်းလာပါတယ်ဥပရှင်တယောက်ဂရင်မော်မာတင်ပဲနွားတကောင်အသက်ခံရလို့လူးလိမ့်နေတယ်လို့မျိုးခြေထောက်တွေနဲ့ကန်ကြောက်ပြီးအသက်လူနေရရှာပါတယ်သူ့ရဲ့ခြေထောက်တွေကဂရင်ချီရင်ကိုကန်လိုက်တဲ့အတန်ကတဒုံဒုံနဲ့နတ်တကုန်းကအတန်တိုင်းပါပဲမိနစ်အနည်းငယ်ကြာအောင်ပြင်းပြင်းထန်ထန်ရုန်းကန်ပြီးတဲ့နောက်မှာတော့ဥပရှင်ရဲ့ခန္ဓာကိုယ်ကြီးဟာတောင့်တင်းသွားပြီးငြိမ်ကျသွားပါတော့တယ်ဒေါ်လာမီကတော့သူ့ခင်မွန်းရဲ့ရုပ်အလောင်းကိုကြည့်ပြီးကြောက်လွန်းတာကြောင့်အနားကိုတောင်မကက်ရဲပဲတကိုယ်လုံးတုံရီနေရှာပါတယ်ဥပရှင်ရဲ့အာကုတုကံတွေကသူ့ကိုဒီဘဝမှာတင်မဲ့လက်ငင်းဝိအဖြစ်ပြန်လဲပေးဆက်ခိုင်းလိုက်တာပဲဖြစ်ပါတော့တယ်ဥပရှင်တေဆုံးသွားပြီးတဲ့နောက်မနဲ့လင်းလို့အလောင်းကိုပြင်ဆင်ဖို့အတွက်ရွာသားတွေရောက်လာတဲ့အခါမှာတော့အားလုံးဟာခြေလန်းတုံသွားကြပါတယ်ဥပရှင်ရဲ့ရုပ်အလောင်းဟာတော်တော်ကြီးကိုပုံပြက်ပန်းပြက်ဖြစ်နေတာပါခန္ဓာကိုယ်ပေါ်ကအသားတွေကလည်းအလိုလျောက်ကွဲအပ်နေပြီးသွေးပုတ်နှံတွေကတအိမ်လုံးကိုဖုံးလွှမ်းနေပါတယ်ဥပရှင်ရဲ့အာတုဘကိုရွာထဲကလူတွေအတော်လေးကူညီပေးကြပေမဲ့အားလုံးရဲ့မျက်နှာမှာတော့ထိတ်လန့်မှုအရေးရောင်တွေထင်နေကြပါတယ်။တင်းချိုင်းကိုအလောင်းတယ်တဲ့အခါမှာလဲထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုကြုံရပါသေးတယ်။အလောင်းတင်ထားတဲ့လှဲကိုဆွဲထားတဲ့နွားတွေဟာတင်းချိုင်းဝကိုရောက်တာနဲ့ရှေ့ကိုဆက်မတိုးကြတော့ပဲဒူးထောက်ပြီးအော်ဟစ်နေကြတာကြောင့်လူတွေကဝိုင်းတွန်းပြီးတည်ခဲ့ရတာပါ။ဥပရှင်ကိုမြုံနှံပြီးတဲ့နောက်မှာတော့သူနေခဲ့တဲ့အိမ်ကြီးဟာခြောက်ခြားစရာအိမ်အိုကြီးဖြစ်သွားပါတော့တယ်။တယောက်တည်းကြံခဲ့တဲ့ဒေါ်လာမေဟာလည်းတစ်ဖက်ရွာကဆွေမျိုးတွေနဲ့တွားရောက်နေထိုင်ပါတော့တယ်။ရွာသားတွေရဲ့ပြောစကားအရတော့ညနေတကောင်ရဲ့အချိန်တွေမှာဥပရှင်ရဲ့အိမ်ဟောင်းကြီးကနေနွားအော်တန်တွေနဲ့ကဲပါအောင်ပူတယ်ဆိုတဲ့ညီးသွားတန်တွေကိုကြားနေရဆဲလို့ဆိုကြပါတယ်။အဲ့ဒီဖြစ်ရက်ကနွားသက်သမားကြီးဥပရှင်ရဲ့ဘဝကိုဏီကုန်းချုပ်ပေးလိုက်တာတဲ့မကပဲတရွာလုံးအတွက်လည်းကြီးမားတဲ့သတိပေးချက်တစ်ခုဖြစ်သွားခဲ့ပါတယ်။ကိုပြုတဲ့ကံမိမိထမ်းဆိုတဲ့စကားကစားအုပ်ထဲမှာတင်ရှိတာမဟုတ်ပဲလက်တွေဘဝမှာလည်းမလွဲမသွေခန်းစားရတတ်တယ်ဆိုတာဥပရှင်ကတက်သေးပြသွားခဲ့ပါတယ်။တရဝါတွေအပေါ်ရရဆက်ဆက်ပြုမှုတတ်သူတွေအတွက်ဥပရှင်ရဲ့နောက်ဆုံးအချိန်ဟာထာဝရ6လန့်နေမဲ့ပညာပေးဇလံတစ်ခုဖြစ်လာပါတယ်။အသားလွှာတဲ့ဓာတ်ကတနေ့မှာကိုယ်အသားကိုပြန်လွှာတတ်တယ်လို့သူတစ်ပါးကိုပတ်ခဲ့တဲ့ရေနွေးဘူးဟာလည်းကိုယ်စီကိုအပူရှင်အဖြစ်ပြန်ရောက်လာတတ်တာပါပဲ။နတ်သက်ကုန်းကနေပြန်လွင်လာတတ်တဲ့ဓာသွေးတန်တွေကိုကြားရတိုင်းရွာသားတွေဟာဥပရှင်ရဲ့ဖြစ်ရက်ကိုသတိရပြီးကောင်းမှုကုသိုလ်တွေကိုပို့ပြီးလှုပ်ဆောင်မိလာကြပါတော့တယ်။တင်ဆက်ပေးခဲ့တဲ့ဇလံလေးကဒီနေရာမှာနေမဲ့အဆုံးသတ်သွားခဲ့ပါပြီ။လောကမှာဘယ်အရာကိုပဲလိန်ညာလို့ရပါစေမိမိပြုခဲ့တဲ့ကံကိုတော့ဘယ်သူမှလိန်ညာလို့မရပါဘူး။နားဆင်ပေးခဲ့ကြတဲ့ပရိသတ်တဦးချင်းစီတိုင်းဘေးရန်တွေကင်းဝေးပြီးကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေရှင်။နောက်ထပ်ပညာပေးဇလံလေးတွေနဲ့ပြန်လည်ဆုံတွေ့ကြမှာမို့ channel လေးကို subscribe လုပ်ပြီးအားပေးခဲ့ကြပါအောင်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။